ကျောင်းဆိုတာကလေးတို့အတွက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့နေရာဖြစ်ဖို့လိုပါတယ်ဒီတော့ကျောင်းပရဝုံဆိုတာဟာလေကလေးတို့အတွက်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိတဲ့နေရာဖြစ်ရပါမယ်ဒါကတော့ပထမဆုံးအချက်ဖြစ်ပါတယ်ကိုကလေးကိုထားမဲ့ကျောင်းမှာကလေးကိုအနိုင်ကျင့်တတ်တဲ့ချင်းချောက်တတ်တဲ့ဆရာမတွေမရှိရပါဘူးကျောင်းကဆရာမအားလုံးအပါအဝင်အားလုံးဟာကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချဖို့အတွက်အပြည့်အဝတာဝန်ယူပေးနိုင်သူတွေဖြစ်ဖို့လိုပါတယ်အဲ့တော့ကျောင်းတွေမှာပညာရေးတစ်ခုကိုပဲသင်ပေးမှာလားအကျဉ်းစာရိတ္တပိုင်းအတွက်ရောဘာတွေကိုဘယ်လိုသင်ကြားပေးသလဲဆိုတဲ့ကိစ္စဟာလည်းမိဘတွေအနေနဲ့စုံစမ်းတဲ့အချက်တွေတစ်ခုပါပဲအစိုးရကျောင်းမှာထားတဲ့မိဘပဲဖြစ်ဖြစ် International School ကျောင်းမှာထားတဲ့မိဘပဲဖြစ်ဖြစ်ကိုကလေးအတန်းကဆရာမကကလေးတွေရဲ့ behavior လို့ခေါ်တဲ့အပြုအမူတွေကိုအလေးထားတတိထားတတ်တဲ့ဆရာမလားဆိုတာလေ့လာကြည့်ဖို့လိုပါတယ်ကျောင်းကောင်းတွေဟာကလေးတွေရဲ့အရွယ်နဲ့တင့်တော်တဲ့အမှုအကျင့်ကောင်းတွေကိုသင်ကြားပေးပါတယ်။တယောက်နဲ့တယောက်လေးစားတတ်ဖို့ဝေးမြကစားတတ်ဖို့အလှည့်ပေးတတ်ဖို့အချိန်လေးစားတတ်ဖို့တစ်ဖက်သားစိတ်ကိုမနာကျင်အောင်ဂရုပြုတတ်စေဖို့တန်းစီတတ်စောင့်ဆိုင်တတ်ဖို့စတဲ့စိတ်ပိုင်းဆိုင်ရာယဉ်ကျေးမှုတွေကိုကျောင်းမှာသင်ကြားပေးပါတယ်။သင်ကြားတဲ့အခါမှာလည်းဥပမာကျောင်းမုံဈေးထဲမှာမုတ်ဝဲရင်ဘယ်လိုလုပ်ရမည်နည်းအဖြစ်တန်းစီစောင့်ဆိုင်ရပါမည်ဆိုတာမျိုးသင်ကြားတာမဟုတ်ပါဘူး။ကစားရင်းနဲ့သင်ကြားပေးတာမျိုးပါ။ကျောင်းရဲ့တင်ယုံညွန်းတန်းမှာကလေးတွေရဲ့အမှုချင်းအားဖြင့်သင်ကြားရမယ့်အရာတွေကိုသင်မှန်းမသိပဲသင်နိုင်အောင်တခါတည်းပဲပါလာစေတာမျိုးပါအဲ့ဒါမျိုးကိုအကြောင်းကောင်းလို့ခေါ်ပါတယ်